ဆွေကျိုးတို့လောကကိုထပ်ပြီးတော့တော့ပြန်သွားပြီပါရရလာဖျက်လာမြင်းကြီးကြတယ်လို့စိတ်ကြည့်နေတယ်အဲ့ဒါတော့ဖျက်ကလည်းမြင်းကြီးကြနေတယ်ကြံလို့ဖြစ်မလို့သာသနာဆွေမျိုးတွေကျန်တဲ့ပုံစံတော်ကြီးပြတ်တာတဲ့ခဏဆောရပေးတဲ့ပုံမှာဒီလေဆိုတော့ဒီလိုတဲ့တော်ကြီးများလာပြီးအခုကရှိတယ်လူလားလက်ဖက်လားဒီကံလေးကိုဒီပြည့်လူတွေဆိုတာဘယ်လိုခံကြရလဲဆရာတော်ကြီးအာယုံကနေတော့ဒီသားသမီးတွေဆွေမျိုးတွေကျန်တယ်လို့ဒီလိုအစီအစဉ်မှာကြားပြပြီးတော့ဒီလိုနဲ့ဖွင့်ပြီးတော့ဒီလိုခံပေးတာဖြစ်ပါလေလာဒါပေမဲ့ဘူးချက်ချင်းချိန်လိုက်လားစေဘူးဆရာဆရာကြီးရတယ်ထဲတဲ့ညာရှိတယ်များကြည့်ရတယ်ငါထုတ်တော့လည်းရပြီဘယ်ပန်းချုပ်ခင်လို့မရတော့ဒီနေ့ဘူးပြတယ်နော်လာကြတယ်ချုပ်လက်စပ်ချုပ်ဝီးတယ်လောင်းလမ်းကျတယ်ကြားတယ်ကြောင်းမှာဘုရားဆောင်ကိုလာဦးဒီမရှိတဲ့ကြားတယ်ပြန်မှာလို့ရှင်ပြတဲ့ကြောင်းကိုသာမန်လာပြီးမှလို့စစ်တိုက်လို့နဲ့ရှင်မျိုးတွေကြံမှာကြောက်လို့ဒါလည်းမောင်ကြီးကတစ်ဆင်းလို့အစစ်ကဟိုဒီကတော့နှလောင်ကြီးပေါအောင်ခေါ်တဲ့ပွဲပါနော်ဘယ်လိုဆရာတော်တော်လည်းစိတ်ဓာတ်ပြည့်တယ်လို့ပါဗျာလာဆွလို့မိတဲ့ကလေးတို့ငါကတော့လက်စွပ်တော့လောကတော့ဆွေကျိုးတို့တက်ကောက်လာမိတဲ့မိကိုပိုက်ကြည့်ဘူးနော်ဘလို့လာဟိုညံ့ကြံနေတဲ့ဖျားတယ်ကောင်ပြမှဒီစကြည့်တယ်ပြည့်တယ်မိတဲ့ဒီဇံထားတဲ့ရံရဲတော့ဘာနဲ့ပေါ်တယ်တော့ရေပြတ်မယ်ရံရဲဇံထားတဲ့ရံရဲရှိတယ်တော့ဘာနဲ့ပေါ်တယ်ချိုးလက်စွပ်တွေနဲ့ကားတွေကလေးတွေလောက်ကတွေကျေပြီးတွေဆွေးကြိုးလာထက်ပြီးတယ်လားကျုံတော့လူခိုက်